အားလုံးစောင့်မျှော်နေကြတဲ့ Cyrus ရဲ့ Kimchi ရောက်မှုအတွက်အဆင်သင့်ဖြစ်ပါပြီဆိုတော့ဒီနေ့အဝေးမှာရှိတဲ့တငယ်ချင်းတွေကိုအစမ်းပို့ဖို့အတွက်ကိုပြင်ဆင်မယ်ပေါ့နော်ဒီနေ့ကတော့လေကျွန်တော်ပင်လယ်စားကိုသုံးထားတယ်ကိုရီးယားတော်တော်များများလည်းလှုပ်လို့ရှိရင်ပင်လယ်စားကိုသုံးကြတာဆိုတော့လေပင်လယ်စားနဲ့တေချာနေတယ်ဒီနေ့ကတော့ကျွန်တော်9ကီလိုလောက်တာပေါ့နော်မုံညင်းစုစုပေါင်းသူ့ကိုပင်လယ်စားနဲ့တေချာလေးနေပြီးသွားပြီဆိုလို့ရှိရင်အဲ့လိုမျိုးတစ်နိုင်လောက်ဖိရတယ်ကျန်တာကတော့အကောင်လုံးတူတူပဲပေါ့နော်ကျွန်တော်အရင်တော့လှုပ်နေကြအတိုင်းပဲမုံလောင်းတွေမုံလောင်းဖြူတွေစက်ထုံမြစ်တွေကိုတေချာလှီးတယ်ဒီတစ်ခါတော့တော်တော်များတာပေါ့နော်မုံလောင်းထုတ်ကစုစုပေါင်း9ကီလိုအောင်ဆိုတော့လေနောက်ပြီးတော့စက်ထုံနီးတွေပြီးရင်တစ်တော်သေးတွေလှီးမယ်အကောင်လုံးအစင်တင်ဖြစ်သွားပြီဆိုလို့ရှိရင်တော့ဒီမုံညင်းတွေကိုအရင်ဆုံးရေစစ်ထားမယ်ပေါ့နော်ရေကို3ချိန်လောက်တေချာဆေးလိုက်တယ်ပေါ့နော်မုံညင်းလေးကလေလုံးဝမကျွတ်တော့တဲ့အနေအထားရောက်တော့မှအငံရသားတွေလုံးဝပျောက်သွားပြီဆိုတော့မှရေစစ်ထားပြီပေါ့နော်ပြီးရင်တော့ကျွန်တော်တို့လှီးထားတဲ့ဟာတွေအကောင်လုံးကြိတ်ပါမယ်တေချာလေးညက်နေအောင်ကြိတ်ထားပြီပေါ့နော်ပြီးရင်တော့ကျွန်တော်တို့အရသာအတွက်ပြင်ဆင်ပါတော့မယ်ငံမြာရဒီတစ်စိတ်သုံးတယ်ပြီးရင်ငရုတ်တီမှုတ်ကလည်းဒီတစ်စိတ်တွေသုံးပါတယ်ကျွန်တော်ခဏခဏငံမြာရည်ရောငရုတ်တီမှုတ်တွေရောဘာတွေသုံးလဲဆိုပြီးတော့လာမေးကြလို့တခါရင်ပြပေးလိုက်တာပေါ့နော်ကြိတ်ပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဆန်အနှစ်ကြိုမယ်ပေါ့နော်တချို့ကကောက်ညင်မှုတ်သုံးတယ်ကျွန်တော်တို့ဆန်မှုတ်သုံးရတာပိုကြိုက်တယ်ပေါ့နော်ပြီးရင်ဆန်မှုတ်လေးနည်းနည်းကြိုပြီးတော့ဖြစ်လာတဲ့အနေအထားရောက်လို့ရှိရင်တကြားလေးထည့်ပြီးတော့အချိုရတော့အတွက်ပေါ့နော်ထည့်ပြီးတော့ထက်ကြိုဖြစ်သွားပြီဆိုလို့ရှိရင်တော့ရပြီခဏတော့အေးတာစအောင်ပေါ့နော်အေးပြီဆိုတော့မှအကောင်လုံးထည့်ပြီးတော့နေပါမယ်ဆိုတော့ကျွန်တော်ဒီဗီဒီယိုတင်တဲ့အချိန်ကနေစပြီးတော့ pre order စကောက်ပြီပေါ့နော်ကျွန်တော်တစ်ဖက်မှာအလုပ်ရှိနေသေးတဲ့အတွက်ကြောင့်အဲ့လိုမျိုး order တက်လာတိုင်းတော့မလုပ်ပေးနိုင်သေးဘူးပေါ့နော်တစ်ပတ်တစ်ခါတောက်ကြနေညနေ9နာရီဆိုလို့ရှိရင် pre order ပိတ်မယ်ပြီးရင်စနေတနင်္ဂနွေဆိုလောက်ပြီးတော့ပို့ပေးမယ်ပေါ့နော်အဲ့လိုမျိုးပဲအခုသွားအောင်မယ်နောက်ပိုင်းorder တွေအများများလာတာပဲဖြစ်ဖြစ်ကျွန်တော်အလုပ်ထွက်လိုက်တာပဲဖြစ်ဖြစ်အဲ့လိုမျိုးဆိုရင်တော့တစ်မျိုးထပ်ပြီးတော့စီစဉ်ပေးမှာပေါ့နော်ဆိုတော့အခုချိန်ကတော့ pre order နဲ့ပဲသွားပါသေးတယ်ပြီးရင်ငွေကြိုရှင်းပေးရပါတယ်နောက်ပိုင်းကြလို့ရှိရင်တော့ cash on delivery လုပ်ပေးဖို့အတွက်စီစဉ်ထားရပေါ့နော်ကျွန်တော်တစ်ဖက်မှာဘန်နဲ့စကားပြောနေရတော့မို့လို့အခုချိန်ကတော့ဒီငွေကြိုရှင်းစနစ်နဲ့ပဲသွားနေသေးတယ်ပေါ့နော်ဆိုတော့အကြိုင်းမစောက်ကျင်တဲ့သူတွေဆိုလို့ရှိရင်တော့တောက်ကြနေမှorder လာတင်လို့ရတယ်ပေါ့နော်အဲဆိုလို့ရှိရင်တော့အမြန်ဆုံးရမှာပေါ့ဆိုတော့ဒီဗီဒီယိုတင်တဲ့အချိန်ကနေစပြီးတော့pre order စကောက်ပါပြီမယောင်းခင်တော့ဝယ်ဖို့လာပြောပြီးတော့ရောင်းတော့မှလာမဝယ်တဲ့သူတွေကိုအိမ်လေးလာပြီးတော့ရောင်းပါမယ်ဆိုတော့ bye